ဘလို့ဒီနေ့ကတော့ငါကမင်္ဂလာမင်္ဂလို့မပြောတော့ဘူးနော်နင်ပြောတယ်ဗါလဲမြန်မာလူမျိုးပြောတဲ့ခါကြရင်ရှက်လားလို့နင်ပြောတယ်နော်နင်စကားနော်နင်အပေါက်ကထွက်လာတဲ့စကားနော်နင်တို့မွန်ပတ်စပို့ရှိလားဟုတ်ကဲ့ပါစင်ကျမတို့ကမွန်ပတ်စပို့တော့မရှိဘူးစင်မွန်စပ်ဖောက်တော့ရှိပါတယ်စင်နော်မွန်လီရှိတယ်မွန်စပ်ဖောက်ရှိပါတယ်စင်နော်ဟဲ့နင်မကြည့်ဘူးလားဟိုနင်မွန်စကားမတက်ဘူးလားငါတို့မွန်လူမျိုးနင်တို့မြန်မာစကားတက်တယ်နော်နားလဲတယ်နော်နင်ပြောတဲ့စကားကနင်တေးချာမှတ်ထားနော်နားထောင်ကြည့်နင်ပြန်နားထောင်ကြည့်နော်အခုဘယ်နိုင်ငံကလာလဲငါတို့ကမြန်မာနိုင်ငံကကြွလာပါတယ်ရှင်နော်မြန်မာနိုင်ငံကကြွလာတယ်နော်ငါတို့ပြောရဲတယ်လေဘာလူမျိုးလဲဆိုတာကကိုကမြန်မာမဟုတ်တာမွန်လူမျိုးစင်ငါကတော့မွန်လူမျိုးပြောရမှာပေါ့နင်မသိဘူးလားအခုနင်ကဖေးကတော့ပိုင်းနေတယ်လေဒီနေ့အခုနိုင်ငံရဲကနင်ကဖေးပိုင်းထားတယ်လေနင်အဖေပိုင်းထားပြီးတော့ငါတို့မြန်မာပြောတဲ့အခါကျရင်ပလိုက်ကတော့သူ့ဖမ်းတော့ကောင်းပြီပေါ့ဖမ်းတဲ့အခါကျရင်တို့အဖေကတော့ပေးရိုက်တန်ကောင်းမငါတို့မွန်လူမျိုးပြောရမှာမွန်တယ်ပြောမရဘူးလေတချို့လူကသူ့မွန်လူမျိုးဆိုတာမဖမ်းလို့လည်းဖြစ်မှာပေါ့ကိုမှဘာပတ်စပို့ရှိတယ်လေနင်တို့မြန်မာကိုပြောပြီးတော့နင်တို့အဲ့ဒီကနင်တို့အဖေပလိုက်ကလည်းဖမ်းတဲ့အခါကျလည်းဟိုဘက်ကနင်တို့အဖေကိုပေးလိုက်ငါတို့ကရိုက်တန်သူထင်တော့မြန်မာနင်ဘာလဲနင်ကဟာဘယ်စမရှိဘူးလားဘယ်စမရှိဘူးလားနင်အလောက်ကများကြီးပဲနော်တရောင်းစားလောက်လေးရှိတယ်နော်ဖင်ခံလောက်လေးရှိတယ်နော်ဒီလိုမျိုး line လွှဲတဲ့လောက်ကလေးရှိတယ်နော်နင်ကဆယ်လီဖြစ်ချင်တာမဟုတ်ဘူးငါကြည့်တဲ့ပေါင်းစံက40ဖြစ်ချင်လို့လား40ဖြစ်ချင်လေလီငုံလိုက်ပါလို့ပြောချင်ပါတယ်နော်နင်တပုံးလေးငါမတင်တော့ဘူးလေတင်တဲ့ခါကျရင်လည်းမကောင်းဘူးနော်ငါမပြောချင်ဘူးဆယ်လီဖြစ်ချင်လို့လားနင်တို့ကဟာလီတော့ငုံချင်လို့ဟုတ်လားနင်လေးအစကမပြောငါကူငါလေးတကယ်တော့နင်အစကပြောတဲ့ခါကျရင်လေငါလေးလီပင်ငုံခိုင်းမယ်အခုကငါမှလေးလီမရှိဒုက္ခဖြစ်နေတယ်နိပြီးတော့ငါတခွန်းပြောမယ်နော်တချို့ဟာတွေကတော့မိုးလူမျိုးတွေကမစေးပါဘူးစင်နော်မိုးစပ်ဖုတ်တော့ရှိပါတယ်စင်နော်မိုးလီရှိတယ်နော်မိုးစပ်ဖုတ်ရှိတယ်နော်အဲ့ဒါကပြောချင်ပါတယ်စင်နင်ကိုပြောတာနော်သူများကိုငါမပက်ဘူးနော်နင်ကိုပြောတာနော်ပြောတယ်လူကိုပြောပါတယ်စင်